မတူတဲ့ fashion လေးတွေတွေ့ရမယ် taste 3မျိုးပေါ့နော်ဟုတ်တယ်၃ယောက်စလုံးကတော့ဘလုံးမတူတဲ့ fashion ပေါ့နော်ဆိုင်လူတို့၃ယောက်စလုံးဒီ model ဆိုတော့ဒီဘယ်လိုပဲဖြစ်ဖြစ်ဒီမင်းသမီးခါကျတော့တည်မလား character ထဲကိုဝင်ဖို့အတွက်ကတော့နည်းနည်းအဲ့လိုမတောင့်တောင့်ပြီးတော့အားလုံးတော့အစပိုင်းတော့ဖြစ်ကြတာပဲဒီဆိုရင်ဒါဒီရဲ့ပထမဆုံး series အမားတို့ကကျတော့ရိုက်ပြီနော်ဒီကကျတော့မရိုက်ဘူးပြီးတော့ show မှာပဲဆုံးပြတခြားမှာမဆုံးကျညရဲဒါတော့ပဲဆုံးပြဟာဟုတ်ဆိုင်လူတို့ပေါ့နော်ဒီ script reading မှာဆိုတော့အကုန်လုံးအတူတူစုံတယ်ပြီးတော့အားလုံးအတူတူချင်းတော့မြဲရင်ကလေးကနေရင်းနေပြီးသားဆိုတော့လေအဲ့တခုတော့အခက်ခဲတော့မရှိဘူးပေါ့နော်ဟုတ်တငယ်ချင်းတွေလည်းတငယ်ချင်းတွေဆိုတော့အားလုံးတိုက်နိုင်မင်းပေါ့နော်ဒီလိုလေးလောက်ရင်ပိုကောင်းမလားအကြံနေပေးကြရတယ်မှန်တိုင်းပြောမယ်ဆိုဒီဇလန်တွေကိုရိုက်ဖို့စီစဉ်ထားကြပြီပေါ့နော်အဲ့ကလေးကရင်းခုန်နေကြတာဟုတ်တယ်အဲ့ဇလန်ပေါ့နော်ဒီအကြံတင်ပြောကလေးကနေဒီ character ကိုလည်းစိုက်လို့ကအရင်လည်းစိတ်ဝင်စားတယ်ပြီးတော့ခဏပြောလို့ပဲပေါ့နော်စိုက်လို့လည်းမတူတဲ့ character တစ်မျိုးလည်းတရုပ်ဆောင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့၃ယောက်စလုံးမှာပဲအဲ့အတွက်ကြောင့်မလို့အဲ့ကနေလည်းစိတ်လှုပ်ရှားတယ်ဘယ်လိုပြောမလဲ fashion က character နဲ့ဆိုင်တာပေါ့နော်မတူတဲ့ fashion လေးတွေတွေ့ရမယ် taste 3မျိုးပေါ့နော်ဟုတ်တယ်၃ယောက်စလုံးကတော့ဘလုံးမတူတဲ့ fashion ပေါ့နော်ဒီ women ဒီရဲ့ character women ပုံစံဆိုဒီအပြင်ကပုံစံနဲ့လုံးဝမတူလုံးဝကွဲဟုတ်တယ်ဆိုင်းသူရဲ့ character ဆိုလဲဟာအများကြီးတော့မပြောတော့ spoiler ဖြစ်မှာဆိုလို့ဒါပေမဲ့သူ့ fashion တွေလည်းမိုက်တယ်မေတယောက်ဆောင်မဲ့ character ကလည်းအပြင်ကပုံစံနဲ့လုံးဝကွဲပါရဲ့ရှင်အတိကတော့ရှိပါတယ်ဒါဒီရဲ့ပထမဆုံး series လေးဆိုတော့စကားပြောတာပေါ့အဓိကတော့ဒါပေမဲ့မဆိုင်တို့မေတို့ကကျတော့နားလည်ပေးတယ်ပြီးတော့တူပါပဲအခုကျတော့စူးစမ်းနေကြပါ character ကလည်းတင်ပေးတယ်ဟုတ် character အရန်ကိုစိတ်ရှည်ပေးတယ်ဆိုင်လူတို့၃ယောက်စလုံးဒီ model ဆိုတော့ဒီဘယ်လိုပဲဖြစ်ဖြစ်ဒီမင်းသမီးခါကျတော့တည်မလား character ထဲကိုဝင်ဖို့အတွက်ကတော့နည်းနည်းအဲ့လိုမတောင့်တောင့်ပြီးတော့အားလုံးတော့အစပိုင်းတော့ဖြစ်ကြတာပဲဒါပေမဲ့ character ကအရန်စိတ်ရှည်ပြီးတော့ဘလို့အစားအကုန်လုံးတင်ပေးတယ်အဲ့တခုHi တော့ clean လေးပဲရှိအောင်မယ်ဟုတ်တယ်နော်ဘယ်ရွယ်လဲဆိုတော့16 19မှာအဲ့ရွယ်တော့စတိကြတယ်မေဟုတ်တယ်နော်ကြာပြီမင်းနဲ့တော့ကြာပြီဒီနဲ့ဟာဒီ model စားလို့ဒီဆိုင်လူမရဆိုရင်ဒီ model academy မှာပြန်လိုက်ရတာမသိဘူးဆိုင်လူကအဲ့တုန်းကဒီ model အနေနဲ့တို့တွေ fashion post လာမသိတော့ပြရတယ် sing တစ်ခုရှိတယ်အဲ့ဒီကနေဆိုင်လူဒီကိုတော့တတိထားမိတယ်ပြီးတော့ဒီနောက်ပိုင်းလည်းပေါ့နော် fashion တွေရောဒီ miss တွေမှာလည်းဖြစ်တဲ့အတွက်ကြောင့်မို့အလဲလည်းဆုံးဖြစ်တယ်တကယ်တော့ဆိုရင်တော့မေ grace ကပိုပြီး senior ပိုဖြစ်မယ်ဆိုင်လူတော့ senior ပိုကြမယ်မေပြောလို့ရမယ်ထင်တယ်မေ model စလုပ်တာအသက်14နှစ်တောင်စလုပ်တော့အဲ့လိုတော့ဖြစ်မှာပေါ့နော်ဒါပေမဲ့အားလုံးတူလောက်လာတယ်တူပေါ့နော်အချိန်နဲ့အားလုံးတူပါပဲဒါပေမဲ့ senior ဆိုရင်ပေါ့နော်ခုမေတို့ဒီတို့ဆိုင်းလူတို့နှင်းစီစူးဆိုတဲ့ဇလန်တွေကိုရိုက်နေပါပြီပေါ့နော်ထွက်ရင်လည်းအားပေးပါအောင်လို့ပြောချင်ပါတယ်ဟုတ်ဆိုင်းလူပေါ့နော်ခဏပြောထားသလိုပဲဒီမတူတဲ့ဆိုင်းလူတို့3ယောက် character မတူတဲ့နဲ့အားလုံး break test စီပေါ့ချပြရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုင်းလူတို့ဆက်လက်ပြီးတော့အားပေးပါလို့ပြောချင်ပါတယ်ဟုတ်ဒီတို့ရောပေါ့နော်ဒီရောပဲအများကြီးစူးစမ်းပါမယ်ဒီတို့လိုအပ်တာလေးရှိလဲပြောပြပေးလို့ရပါတယ်အများလည်းစူးစမ်းပါမယ်ဒီကားလေးကိုလည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်